ပေါက်ကြရင်ခင်ဗျားတို့တဲ့တယ်နော်ဂျင်းတွေမှာအန်ဒီရရှိတဲ့ကစားနည်းတွေကို safety ဖြစ်အောင်ဘယ်လိုပြင်ဆင်ပြီးတော့ဆော့တင်လဲဆိုတာကိုဗီဒီယိုလေးနဲ့ကျွန်တော်ရှင်းပြထားပါတယ်။ Okay ကျွန်တော်တို့က squat ထိုင်မယ်ဆိုလို့ရှိရင်ဒီမှာ squat rack မှာထိုင်မှာဖြစ်တဲ့အတွက်ဒီ safety bar တွေရှိပါတယ်။ safety bar တွေမတင်မဲနဲ့ကိုက squat ထိုင်လိုက်မယ်ဆိုလို့ရှိရင်တကယ်လို့ကျွန်တော်တို့ဒီမှာတင်တယ်ပေါ့နော်။တင်နေဆိုရင်ကိုက safety bar ကိုမတင်မဲနဲ့ squat ထိုင်မယ်ဆိုလို့ရှိရင်တကယ်လို့ကိုကမနိုင်တော့ဘူးပေါ့နော်မနိုင်တော့ဘူးအလေး weight တွေများတယ်ဆိုတာဖြစ်တဲ့အတွက် safety bar မရှိတဲ့အတွက်ဒီနားမှာရက်ခဲလို့မရဘူးပေါ့နော်အပေါ်ရှောင်းမှရမှာဖြစ်တဲ့အတွက်နောက်တစ်ယောက်ကိုကူညီမဲ့လူတစ်ယောက်ရှိနေရင်တော့မှအခက်အခဲတွေအများကြီးရှိနိုင်ပါတယ်အဲ့မှာကျွန်တော်တို့ကတစ်ယောက်တည်းဆော့မယ်ဆိုလို့ရှိရင် safety bar ကိုသေချာလေးလို့တင်လိုက်မယ်လို့တင်လိုက်မယ်ဆိုလို့ရှိရင်ကိုဆော့တဲ့အချိန်မှာကိုလေးပါပြီမနိုင်ဘူးဆိုရင်လည်းဒီမှာရက်ခဲ့လို့ချခဲ့လို့ရပါတယ်ဒီကောင်ကတော့ကျွန်တော်တို့စီးတက်ကေဘယ်လို့ဖြစ်ပါတယ်ကျွန်တော်စီမှာတော့ရှူးဟာတုံးထားတာဖြစ်တဲ့အတွက်ဒီကောင်ကနှိမ့်ပါတယ်ပေါ့နော်နှိမ့်တာဖြစ်တဲ့အတွက်ဆော့တယ်ဆိုလို့ရှိရင်ကိုကဒီလိုကေဘယ်ဒီနေရာတွေ loose ဖြစ်နေတာတွေတေချာလေးစစ်ဆေးထားတာတို့ဒီနေရာတွေကေဘယ် loose မဖြစ်အောင်တေချာလေးစစ်ဆေးဖို့လိုပါတယ်ပြီးရင်ကိုကဆော့ကြည့်လိုက်တယ်ဆိုလို့ရှိရင်ဒီကေဘယ်က loose ဖြစ်ပြီးတော့ပြုတ်ထွက်သွားတယ်ဆိုရင်အလေးများတယ်ဆိုကိုကနောက်ကိုလွင့်ထွက်သွားနိုင်တယ်ဥပမာဒီနေရာမျိုးတွေကလည်း loose ဖြစ်ပြီးတော့ပြုတ်ထွက်သွားနိုင်တဲ့အတွက်နောက်ကိုလွင့်ထွက်သွားနိုင်တယ်ပေါ့နော်ကျွန်တော်တို့က England dumbbell press ကိုဒီခုံမှာပဲဆော့မယ်ဆိုလို့ရှိရင်တချို့ကခုံကိုအဲ့လိုတွေမတင်လိုက်တာရှိပါတယ်အဲ့လိုတွေမတင်လိုက်တဲ့အကျိုးဆက်ကဒီမှာရှိတဲ့ algae တွေ loose ဖြစ်သွားပြီးတော့ရောနေတာကိုကမသိဘဲနဲ့ကိုက England တွန်းမယ်ပေါ့နော်အင်္ဂလိပ်တွန်းတဲ့အချိန်မှာကိုကအဲ့အောင်မစစ်ဆေးဘဲနဲ့အင်္ဂလိပ်တွန်းလိုက်တယ်ဆိုလို့ရှိရင်ဒီလိုတွန်းလိုက်တယ်ပေါ့တကယ်လို့ခုံကအဲ့ screw တွေရောနေတာကိုရောနေတဲ့အချိန်မှာဒီခုံကဒီအောက်ကိုပြုတ်ကျသွားတယ်ဆိုလို့ရှိရင်ဒီအလေးတုံးကကိုယ့်ရဲ့ခန္ဓာကိုယ်ပေါ်မှာကျတာပဲဖြစ်ဖြစ်ဘေးမှာဆော့နေတဲ့လူတစ်ယောက်ကိုထိခိုက်နိုင်တာကိုဖြစ်နိုင်ပါတယ်โอเคဒီပူတောင်းဆော့တာမှာဆိုလို့ရှိရင်လည်းဒီကေဘယ်တွေပြတ်နေတာတို့ကေဘယ်ရဲ့အောက်နားတွေ loose ဖြစ်နေတာတို့ကီးတွေတေချာမကြက်ထားတာလို့ဆိုလို့ရှိရင်ကိုကဒီလိုအနောက်တွေပါတွေဆော့တယ်ဆိုလို့ရှိရင်အဲ့ကေဘယ်ပြတ်သွားလို့ဆိုလို့ရှိရင်ကိုခေါင်းတွေပါတွေကိုလည်းထိနိုင်တယ်ပေါ့နော်โอเคဒီကတော့ကျွန်တော်တို့ဂျင်တွေမှာအများဆုံးဖြစ်လေဖြစ်တာရှိတဲ့ဟာမျိုးဖြစ်ပါတယ်ဒီမှာပင်ရှိတယ်ပေါ့နော်ဒီပင်ကိုဒီအပေါက်ထဲတွေဝင်အောင်မထည့်ဘူးပေါ့နော်ဝင်အောင်မထည့်ဘဲနဲ့ကျွန်တော်တို့က